လာဝနေတာဒီကောင်လူပါလာဝနေတာရုပ်သွားမလုံးနဲ့တော့ပြောနေတာတော်သေးတာဘောရောင်ကြီးမင်း project တိုင်းနဲ့မှာ heavy spin ကတ်ခံရရင်တက်ကြီးသေဦးမှာကဲတတဲ့တွေးတော့အခါအားလုံး final slash heavy spin လွဲသွားပြီနော်တိုက်ကျွင်းလို့ရပြီနော်ကျွင်းလို့ရပြီနော်တိုက်မသိနေဘူးရတယ် retriever ပေါက်ဒါပဲပတ်ကွေတို့ထိုးတာနဲ့တော့အကိုင်းတန်းသေးဝိုင်းနဲ့ dog strike ဒီအောက်မှာတော့ double king ရင်းတဲ့တူပဲလိုက်ထိုးသားကြီးဖလပင်းကြီးလိုက်ထိုးအော်ဖလကာနဲ့ထိုးလို့ရသေးတယ်ဟေးစိတ်ကိုရှော့တာတယ်လေးပဲလှုပ်လိုက်တော့ဒီလိုကိနကောင် fast တာတယ်နဲ့သားတို့ဒါပဲလားအင်ထိုကတော့လှသွားပြီလို့ပဲပြောရမှာပဲပြန်လာဖို့တော့လိုအပ်နေသေးတယ်ဗဒမမှာလည်းမာဆယ်ကိုရန်အာဝါပါညာရှိနေသေးတဲ့နေတာတစ်ခုမှာကဲဆိုင်ဂျီအောင်မလားကလောက်ကွာနဲ့ကောင်းတဲ့ကရီးယားအောက်မှာ fan ပေါ့နော်ဒီဘက်မှာ rolling ဖြတ်တိုင်းမဲသီတာဘာလုပ်နေရလဲတခါတည်းဖြတ်မလားအော် cycle eagle နဲ့တော့ပတ်ပြီးတော့ပြေးဝိုင်းနေပဲအားလုံး final slot ဒီအောက်မှာဟန်ဖြစ်ရလားဖြစ်တာတော့ဖြစ်သေးတယ်ခေါ်ရှိရစပယ်မထွက်လာဘူး bro ခေါ်ထွက်လာရင်နည်းနည်းလေးဖြတ်ပေးမဲ့ကောင်လိုတယ်နော် heavy spin သုံးပြီးတော့ပေါက်တော့မှာ re အိုးအကိုင်းမရောက်တော့ယူဝိုင်းနေပဲတတဲ့ပေးလိုက်ရတာနဲ့ကတော့ကျွန်တော် Hyuki ဘာညာတော့ဆက်တော့မဖြစ်ခဲ့ဘူးပေါ့နော်တိုင်ပတ်လိုက်တော့နော်ပတ်လိုက်တော့ကဲဒီဘက်မှာတော့ heavy spin ကတ်သွားပြီဒါပေမဲ့ damage ကလောက်ရလား damage ကတော့လောက် final slash ရှိသေးတယ်ပြက်ပြီတင်တယ်အော်ပြက်တယ်ဒါလို့နော် tower နဲ့ Hyuki ဂျန်ဂလာနဲ့တော့ trade လိုက်ရတဲ့အပိုင်းလေးတော့ရှိမယ်ပေါ့နော်တို့ကတော့အိုင်နာကိုတော့တတိတော့ထားမယ်လို့တော့ထင်တယ်ဗျာနော်ဒီဘက်မှာလိမ့်လာဖြတ်မှာနော်အားလုံးအကိုင်းရှိတယ်ဒီဘက်မှာကိုတဲ့ hour 3 meter နဲ့ပဲကိုင်းဝင်စစ်ဆိုင်ကလေးကြီးကပတ်ပြီးလွတ်သေးလားဒါပဲတကောင်ရလေတကောင်ပဲဟဲ့လားဟိုဘက်မှာတတ်တယ်လုံနေပြီတတ်တယ်ပေးပြီးတော့ outland tower ပဲယူလိုက်မလားဒီဘက်မှာ ghost gun စီပါထိုးပြီးတော့ full ချသွားရဆိုတော့လေတတ်တယ်ကတော့ပေးရမှာဘာဖြစ် Hyuki တကောင်ရလိုက်တယ်တာဝါတစ်လုံးထပ်ရလိုက်တာဆိုတော့မစိုးဘူးဗျာเนาะဒီဘက်မှာ blue bag လေးကတော့မစားနေတော့ဒီတာဘက်ကလေးနဲ့တော့ရှီပေးတိုင်းနဲ့ပဲလေလမ်းမအားလို့လာပြီเนาะဒါယူလာပြီเนาะကျွန်တော် full ချပလိုက်တော့ကိုရာဟိုနဲ့ retribution ဟန်ကောင်းလိုက်တဲ့ retreat ဒီဘက်မှာ god gas တွေထိုးတာနေနဲ့တော့ပြန်ပတ်တိုင်းနဲ့ပဲတကောင်လောက်ပေးလိုက်ရတော့တာမရှိဘူးလောရလိုက်ပြီအော် all of finance လဲ2 man power wine နဲ့ cloud blazing ကျူးတဲ့နောက်မှာဖြန်မိတာတွေနောက် Hyuki ရအောင်မလားအော်ပြန်တော့မထွေးလိုက်အောင်ပတ်ကွေးတို့ jet တွေနဲ့တော့ဝင်တို့ knockout strike ပေးပြန်ပတ်ဖို့တော့သိနေပြီဆိုတဲ့နေကဲလော်လေးတော့ဒီဘက်မှာစားတော့ full line နဲ့ဟန်ရှေ့ဆုံးမှာတော့ဦးဆောင်နေတိုက်တော့လူမပေါက်နဲ့နော်အရင်ချပလိုက်ကိုနဲ့အာဝါထဲမှာတော့အကိုင်းကိုပြစ်ထည့်ထားပြီးတော့ lock ဖို့သွားတဲ့နေတာတကူမှာဟန် ready ကြပေါက်ဒီဘက်မှာ heavy spin နဲ့2 man ကတ်ထားတာ blazing ကျူးတဲ့ဖြန်းမိတာတွေဆိုတော့ညာလဲအကိုင်းလေးကိုရင်ရလိုက်မလားစစ်တန်းတွေတောင်းလျှောက်တွေကိုဝင်လာတာ curry ဖလကာရီနဲ့ပခုံပြစ်နေနေဘယ်တော့မှဝင်းအောင်နေကြဖွေးပတ်ကွေလိုကပြေးနေရတဲ့နောက် Hyuki တွေကတော့ဒီတက်ပုံပြီးပေးရဖို့တော့ရှီဝိုင်းနဲ့ပဲ2 for 5 trade လောတော့ရခဲ့တယ်ဆိုရင်မဲ့ဒီဘက်က curry ပြစ်တာမနာပြင်းနေတာလို့ရှုပ်ပကေးတဲ့တင်းဝိုင်းအောင်ပါဖြစ်သွားတာရောင်းလောရခဲ့ပြီမဲ့ဝိုင်းအောင်ပါဖြစ်သွားတာအန်ခံပြီနဲ့တူတယ်ဟိုအန်လို့မရဘူးမေကာတော့ပေးရပြီတဲ့အန်လို့မရဘူးအဲ့လိုမရဘူးဆိုတော့ကျွန်တော် low minion weight တဝေးထွက်လာအောင်ပါလို့မေကာတလန်းတော့ပေးရမှာမာဆယ်လည်းပြန်ထွက်တော့မှာဆိုကိုရန်အောင် sorry ဘိုင်းလေတိုင်းနော်တယောက်တည်းမဟုတ်ဘူးနော်ရှင်တီတော့တီပါတယ်ရင်းတီတယ်တကောင်မဟုတ်အဲ့လိုပြေးတက်လာတယ်ဟိုကောင်နဲ့ကြောက်သွားပြီဆိုရင်နာမမဲတီတာရလိုက်ပြီဒီဘက်မှာတကောင်နဲ့ဖြစ်နေတဲ့ curry လေးမဝိုင်းဝန်းပြီးတော့သုံးမဝါဘူးလို့ရှိနေနေ curry ပြစ်တာနာတယ်သားယူဟောတကောင်ပြန်ပေးလိုက်ရတယ်ဟေးရိုမာနကောင်1 for 1 3တက်နေတာအဲ့ကဲဒီဘက်ကိုရန်အောင်လေးထဲမှာချုပ်ထားတယ်မစိုးသေးလားကိုရန်အောင်လေးနည်းနည်းလေးချုပ်ရတာခက်တယ်လေဒါအဲ့စပယ်ကတည်းကခက်တယ်အော်လာရောင်ကြီးအဲ့နှစ်ကောင်ရလိုက်လို့ရတော့နော်all of finance နဲ့ပါသွားပြီကောဂတ်ထိုးတာနဲ့တော့ immortal ကောက်တော့ဝယ်ဖလက်ကခုံးမလားကတ်တာကြီးကောင်းလိုက်တော့3ယောက်4ယောက်ဖြစ်သွားပြီနည်းနည်းလေးလိုက်ချပေးအောင်မလားဒီဘက်မှာ cloud တော့ကြံနေတော့မယ်ဒီဘက်မှာလည်း curry ကြံနေသေးတယ် curry ရဲ့ immortal ပြောင်းဆွတ်ထားတာဗျာဒီဘက်မှာ cloud ဗဒဲမဲတော့ email လေးနဲ့တော့ခြုံနေတော့ရောက်လာရင်လည်းပဲတာကြီး3ထောင်းတော့အားလို့ကြီးနော်ပြီးမှာလီယာဘုံ short way နဲ့တော့လောလူဖို့တော့သူကဘာစီက spray ခင်းတာမရှိတော့ဘူးအားလို့ဝင်လာပြီ finance လိုက်ရအားလို့အရင်ပြစ်ချနေနေပဲအားလို့ပြန်ထွက်သွားသေးတယ်မဲဒီတာမရှိတဲ့အချိန်နည်းနည်းလေးတိုးကြကြည့်အောင်မလားမဲဒီတာပြန်လာနေပြီမရတော့ပေးလိုက်တော့ပြေးတော့လို့မပေးဘူး winter crown နေနဲ့ပဲသွားခဲပြီးတော့ blazing ကျူတွေဖြန်းပြီးတော့စိတ်လျှော့လိုက်တော့စိတ်ကိုဆော့ချလိုက်တော့မဲဒီတာပြန်လာဒီကကောက်ဆွတ်လိုက်တာဗျာဆရာသမားမင်းလဲပေးလိုက်ပေါ်လမ်းမကပေါ်လုံးဝမပေးနဲ့ကဲဒီဘက်မှာတော့လဲရီပါရှင်း
ကျော်လော်လေးကတော့ပြေးဝင်လာပြီဆိုပေမဲ့အော်ကော်ကန်ချိုးတာနဲ့တော့ကိုယ်တန်းအာဝါထဲ့ထားတယ်ဆိုပေမဲ့ဘာစီကသေသွားပြီလို့ကော်ထိုးတာနဲ့တော်တော်နာအကိုင်း heavy spin နဲ့တော့ပတ်ကွီရိုပါထက်ကတ်သွားရင်လည်းသွားပြီ bro GG တရုံး only တယ်ပြသွားခဲ့တဲ့နောက်မှာ game number 1ကျွန်တော်မြန်မာအသင်းရှုံးနေသွားခဲ့